အားလုံးမင်္ဂလာပါအများ YouTube channel ကနေပြန်ပြီးကြော်ဆိုလိုက်ပါတယ်binary page နဲ့ပတ်သက်တဲ့ tutorial လေးဆက်သွားလိုက်အောင်ကျွန်တော်တို့ဒီ binary page နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှေ့မှာ exercise တွေလည်းလုပ်ခဲ့တယ်ဒီနေ့သွားမဲ့ binary page ကတော့ 4-bit ပေါ့နော် 4-bit binary page format လို့ကျွန်တော်တို့သွားအောင်အဲ့ဒါကျွန်တော်တို့ဒီ 4-bit လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့binary page တွေဒီကွန်ပျူတာရဲ့ base 2ပုံမှာအခြေခံထားတာဖြစ်တဲ့အတွက်to the power 0 to the power 1 to the power 2 to the power 3ပေါ့ဟုတ်ပါနော်အဲ့ဒါဆို0 1 2 3ဆိုတာ 4-bit ပေါ့အဲ့ဒါ 4-bit binary page format လို့ကျွန်တော်တို့သွားလိုက်မယ်အဲ့ to the power 0ရဲ့တန်ဖိုးကကျွန်တော်တို့ဘယ်လောက်လဲဆိုရင်to the power 0ရဲ့တန်ဖိုးဒီ1 to the power 1ရဲ့တန်ဖိုးဒီ2 to the power 2ရဲ့တန်ဖိုးဒီ4 to the power 3ရဲ့တန်ဖိုးဒီ8ပေါ့အဲ့ဒါ 4-bit binary page လို့ပြောရင်သူ့ရဲ့တန်ဖိုးဒီဘယ်လောက်ရမလဲဆိုတိုးတဲ့ဒီ15ပါโอเคအဲ့ဒါကျွန်တော်တို့ရှေ့မှာကျွန်တော်တွက်ခဲ့ပြီးတဲ့အခါမှာကျွန်တော်တို့8 bit ကိုတွက်မယ်8ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုရင်ဒီ binary page တွေကဂျားထဲကနေကျွန်တော်တို့ပေါင်းတာပေါ့နော်ပိုင်းမှာပေါင်းto the power 3ရဲ့တန်ဖိုးဒီ8ဖြစ်ဖို့အတွက်ကto the power 3ကိုသုံးလို့ရတယ်အဲဒါကွန်ပျူတာမှာတန်ဖိုးဒီ binary page မှာ0နဲ့1ပဲရှိရဖြစ်တဲ့အတွက်ပုံမှန်ဆိုရင်1တနေ့ကောင်မျိုးဒီဘာဖြစ်သွားမလဲဆိုရင်0 0 0ဟုတ်နော်အဲဒါသူ့ရဲ့ဟာကိုရေးမယ်ဆိုရင်တော့8 bit ကိုရေးမယ်ဆိုရင်100ပါโอเคအဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်က8ကိုဘာနဲ့စားလို့ရတယ်ဆိုရင်ရှေ့မှာစားခဲ့2နဲ့လည်းစားတယ်2 4 8အကျွင်း3ညပြီးရင်2 2 4 4အကျွင်း3ည2 1 4 2အကျွင်း3ညအောက်ကနေအပေါ်တက်သွားတာဖြစ်တဲ့အတွက်ရေးရတဲ့တန်ဖိုးဒီ1000ဒါကျွန်တော်ရှေ့မှာတွက်ခဲ့တဲ့ပုံစံခဏနေကြည့်လိုက်တဲ့အခါမှာဒီလိုတွက်တဲ့အခါမှာကျွန်တော်တို့က process ကများတဲ့အခါမှာကျွန်တော်တို့ဘာလေးနဲ့တွက်လို့ရလဲဆိုရင် 4-bit binary format လေးနဲ့တွက်လို့ရတယ်0 1 2 3ဒီ binary bit တွေ base 2ပုံမှာခြေခံတာတော့ to the power base ပုံမှာခြေခံပြီးကျွန်တော်တို့တွက်လိုက်မယ်အဲဒါဆိုကျွန်တော်8ကိုရပြီဆိုကျွန်တော်တို့ဘာကိုတွက်မလဲဆိုရင်9ကိုတွက်မယ်9ကိုရဖို့အတွက်ဆိုရင်8နဲ့1နဲ့ပေါင်းပါရမယ်9ရမယ်အဲဒီ8ဖြစ်တဲ့နေရာမှာ1ရေးမယ်ပြီးရင်တခြားမသုံးတဲ့နေရာတွေမှာ0 0ပြီးရင်1အဲဆိုရင်သူ့ကိုပြန်ရေးရတဲ့အခါမှာတော့1 0 0 1အဲဆို9ဆိုရင်ဘယ်လောက်ရလဲဆိုရင်1001ရတယ်30ကိုရေးမယ်ဆိုရင်30စီ8နဲ့2နဲ့ပေါင်းရင်30 8ဖြစ်တဲ့နေရာမှာ1 4နေရာမှာ0 2နေရာမှာ1 1နေရာမှာ030ဆိုရင်1 0 1 1010ဆိုရင်ရပါမယ်အဲဆို17လို့တွက်လိုက်ရင်1 0 1 1ဒါဆိုရင်12ဆိုရင်1 1 0 0ဟုတ်ပြီနော်အဲဒါကျွန်တော်တို့73ဆိုရင်8နဲ့4နဲ့ပေါင်းတော့12 73 14ဆိုရင်1110 15ဆိုရင်တော့ကျွန်တော်ဘာဖြစ်သွားမလဲဆိုရင်all 1ဖြစ်သွားပါလိမ့်မယ်ဒါပါလဲဆိုရင် 4-bit binary format လေးပါအဲဆိုရင်ဒီတော့ဒီတစ်ခါမှာကျွန်တော် 4-bit binary format နဲ့တွက်တဲ့အပိုင်းလေးပါကျွန်တော်နောက်ထပ် tutorial မှာပြန်ပြီးတော့တွေ့ဆုံပါမယ်အားလုံးကြည့်ပေးရတဲ့ကျေးဇူးပါ